ကဲဒီနေ့15ရက်4လ2025ကြံအချက်နေ့ဖြစ်တယ်နော်ကဲဒုက္ခရှိရဒုက္ခလားတဲ့နော်ဒီမိုးနဲ့ဘယ်လိုလုပ်ကြမလဲဒီဘက်အိမ်လေးဆိုအောက်ကကြီးလေးဝင်းနေလို့အကုန်လုံးရင်းလေးပေါ်တင်ရတယ်အိတ်စရာတော့ဘယ်လိုလုပ်ကြမလဲမသိဘူးနေရာတစ်ဖြည်းဖြည်းနဲ့နီးလာပြီဒီ15ရက်4လ2025တကြံအကျက်နေ့ပါဒီမိသားစုနဲ့ဒီရလည်းမြုပ်နေပြေးနဲ့လည်းပြေးတော့မှာပြေးသွားရင်တော့လွတ်တဲ့နေရာတော့မိုးမိလည်းမတက်နိုင်တော့ဘူးကဲမြင်မြန်သူညီပေးကြပါလို့